င်းနဲ့ရိုက်ချင်လို့ဟဲ့လားနော်ငါပဲမင်းနဲ့ရိုက်ချင်လို့စီစဉ်ပေးပါမင်းစောက်စင်းတယ်ကွာငါပြောချင်တာမင်းစောက်စင်းတယ်ခက်ရိုက်ပြောရတော့မင်းစောက်စင်းတယ်ကွာမင်းလိုမျိုးစောက်ဘောကားပဲရိုက်လာတဲ့ကောင်ပြောငါဘွားမှာတခါမှရိုက်ဖို့မင်းက plan ထဲမှာမရှိဘူးကွာမင်းနဲ့ဘာလို့ကားရိုက်ခဲ့လဲဆိုတော့ငါပြောပြမယ်အဲ့ဒီအချိန်မှာငါဆောင်းစိတ်တက်ကြပြီးတော့မှဘဝကြီးမှာငါဘာမှဟိုအိမ်မနေငါဆောင်းရမ်းကိုဆောင်း depression တွေဝင်လို့ငါစောက်လုပ်တွေအကုန်လုံးမယ်ကွာဆိုမင်းကားမှမဟုတ်ဘူးမင်းကားမှမဟုတ်ဘူးအဲ့ဒီအချိန်မှာငါ့ကိုလာပြောတဲ့ကားမှန်ပြောငါအကုန်လက်ခံပြီးရိုက်ခဲ့တာအဲ့ဒီထဲမှာမင်းပါသွားတာအေးမင်းတို့စောက်ယူကိုငါကလေစောက်ခေါင်းထဲမှာမရှိမင်းတို့စောက်စင်းမရှိတဲ့ driver ကိုလီးတော်မရိုက်ဘူးကွာရှင်းပြောရတယ်နော်မင်းရဲ့ဟိုပြောရမယ်ဆိုမင်းတို့ကောင်းမျိုးကဘာလဲဆိုတော့တခုရှိတယ်အဲ့ဘာလဲဆိုတော့ဒီကောင်ကဇလန်းနေလဲကြော်တယ်ဒီလားအဲ့စောက်ယူကဇလန်းနေလဲကြော်တယ်ဘယ်လိုကြော်လဲဆိုတော့ကျွန်တော်ရဲ့အသည့် driver တယောက်ကသူ့ကိုဗျာအဲ့လိုမျိုးပေါ့ပေါ်ချောင်းကောင်းဆိုရင်တော့ဒီကောင်ကိုမတွေးပြီးတာပေါ့ဗျာပေါ်ချောင်းကောင်းဆိုတော့ဒီမေဘေးပဲရှိရဆိုတော့ဒီမေဘေးကိုတွေးမိပြီးတော့မှဟိုဟာလုံးမယ်ဗောဇလန်းလေးတစ်ပုတ်သွားရေးခိုင်းတယ်အဲ့ဒါအတီးတို့ရွာဆိုပြီးတော့မှမေဘေးက copy လုပ်ပြီးတော့မှအကုန်လုံးယူချပြီးတော့သူရိုက်ချပလိုက်ပြည့်မလားအဲ့လိုစောက်ချင်းတွေရှိတယ်ကမင်းကစောက်ဖက်ကိုမလုပ်ကြတာငါတော့ပြောလိုက်တယ်ဘာလို့သွားပြောတာလဲဘာလို့သူ့ကိုသွားပြီးတော့မှသွားရေးခိုင်းတာလဲအေးတဲ့အဲ့ငါဇလန်းကြီးကြော်သွားတယ်ကွာတဲ့ဟာအဲ့ဒါပြောတာလို့ဒီကောင်စောက်စင်းမရှိဘူးလို့အဲ့ကောင်အဲ့တော့မြန် तू ကမြန်ကျွန်တော်အခုကြော်ရိုက်ရှင်လို့ရိုက်ရှင်ဒီပဲမင်းစောက်စင်းတယ်ဟဲ့အောင်ဟမ်ငါရဲ့တချင်းတွေဟိုပါလဲမင်းလဲပူကြီးငါလဲပူကြီးဆိုတချင်းထွက်တယ်ဗျာအဲ့ဒီချင်းပေါက်နေတော့အဲ့ဒီချင်းကိုလာဝယ်သွားတယ်လာဝယ်သွားပြီးတော့ဘေဘေကဇလန်းနဲ့ပဲပေးလိုက်တယ်ဗျာသိရမလားအဲ့ဒီချင်းဆောင်းရဲ့အချိန်မှာ hot ဖြစ်နေဆောင်း trend ဖြစ်နေဗျာဘာဘူကြီးဆိုတာအခုချိန်ထိကျွန်တော်ပွဲတွေမှာစုံနေတော့ပဲဗျာအဲ့ဒီချင်းဘယ်လောက်ပေါက်လဲဆိုတာအဲ့ဒါပဲသိလိုက်တော့အဲ့ဒါမျိုးတွေပလိန်းတွေသူ့ကားကို attention ရအောင်လို့အဲ့လိုလှုပ်တယ်သိရမလားစောက်ယူကပြီးသွားရင်မင်းလဲဘူကြီးငါလဲဘူကြီးကျွန်တော်ရိုက်ခဲ့တယ်ဟဲ့အောင်အဲ့ငါစာသားစောက်ယူရဲ့နော်စောက်ယူရဲ့ငါစာသားဖင်မရနဲ့နော်ပြီးသွားရင်မာလကီယာဆိုတဲ့တခြင်းထွက်တယ်မာလကီယာဆိုတဲ့ကားရိုက်တယ်ကျွန်တော်ပြောချင်တာစောက်ယူဗျာပြောချင်တာမေဘေးမင်းလားမင်းကငါပေါ်မှာကျေးဇူးရှိရလားငါမင်းပေါ်မှာစောက်ကျေးဇူးရှိရလားအဲ့စကားကိုမင်းအရင်ဆုံးပြင်လာနော်မင်းစောက်စင်နဲ့ငါဒီပဲရိုက်ပေးရတာကိုမင်းကစောက်ပို့လာပြောတယ်ဟဲ့ဘောပဲဟဲ့မင်းမို့လို့စောက်ထင်မကြီးတာကွာရှင်းရှင်းပြောရမင်းမို့လို့ဘယ်မင်းသားမင်းသမီးမှာစောက်ပြီးမဆိုင်တာမင်းမို့လို့ကွာဘာလို့လဲမင်းပေါ်ကားရိုက်လို့ကွာဟုတ်ပြီလားရှင်းပြီလားမင်းမြန်မာပြည်မှာပေါ်လောကကိုမင်းထွင်ခဲ့တာကွာမင်းထွင်ခဲ့ပြီးတော့မင်းကအခုကြမှာဒီပေါ်လောကဘာဖြစ်လဲဟဲ့စောက်ပေါ်ဖင်ခံလိုက်ဟဲ့ဖင်ခံလိုက်ဖင်ကိုရှေးကြီးသွားခံလိုက်နော်ငါတို့ကရှင်းရင်ပဲဟဲ့ငါတဲ့ပဲပြောတယ်မင်းတို့စောက်ရင်းနဲ့လဲစောက်ထင်မကြီးဘူးခုလဲစောက်ထင်မကြီးဘူးနောက်လဲစောက်ထင်မကြီးဘူးကွာမင်းရိုက်တဲ့ကားတွေမှာတကားမှမကောင်းဘူးကွာနော်အဲ့လိုပဲပြောမယ်ကွာရှင်းပဲဟဲ့ရှင်းတယ်ဒီပဲထင်လာများတယ်ဟဲ့ငါရုပ်ရှင်ရိုက်စားမဲ့ကောင်လည်းမဟုတ်ဘူးနော်ရှင်းပဲပြောငါရုပ်ရှင်ရိုက်စားမဲ့ကောင်လည်းမဟုတ်ဘူးရုပ်ရှင်ရိုက်ရလည်းဖြစ်စီမရိုက်ရဖြစ်ငါတို့စောက်ခုလည်းမဆိုင်ဘူးနော်စိတ်လည်းမဝင်သားဘူးနော်ရှင်းပဲပြောလိုက်မယ်အဲ့တော့မင်းကောင်ဖင်လာများတယ်ငါဖင်ရလို့ရတယ်ပါငါမပါဘူးနော်မင်းမအမေရိကရောက်သွားပြီဆိုပြီးတော့စောက်ဖင်ရပြီးတော့ဟဲ့ဦးအရီကဘာဖြစ်တယ်တရားလျှောက်လီးလာမင်းအကုန်သိတယ်မင်းစောက်တော့သားမင်းမသိတာနော်ဆရာကြီးတို့ဘာလို့လဲရှောက်ပြီးလေးလာကံနေနဲ့ဟမ်တဲ့ပဲဟဲ့ဒီပဲနောက်ထပ်ဘာရှိသေးလဲဆိုတာနော်အဲ့စောက်ဘောကကျွန်တော်ကတဲ့သူ့ကိုရိုက်ချင်လို့ကျေးဇူးရှိလို့ဟဲ့အောင်မင်းစောက်ကျေးဇူးကရှိရလားငါစောက်ကျေးဇူးကမင်းပေါ်မှာပုံများနေတာဟမ်ပြောပါဦးစောက်ဘောကြီးရဲ့ဟမ်ဒီပဲဟိတ်တရားမင်းသူများမကောင်းကြောင်းတွေတင်တဲ့ဗီဒီယိုတွေတင်မယ်ဆိုရင်လည်း monetization လေးတော့ off ပြီးတော့တင်လေကွာမင်းကသူများမကောင်းကြောင်းလည်းပြောသေးတယ်အဲ့ဗီဒီယိုကလည်းပတ်စံရတော့အဲ့ဘဲကိုကွာမင်းကနော်အဲ့ဒါပဲဒီနေ့ကတော့အဲ့ဘဲကိုအဲ့ဘဲเจ้าကိုကောင်းကောင်းဖြီးခြင်းလို့လာပြီးပြောတာလာပြီးတော့ဒီ string ကိုလွှင့်တာနော်ကြည်မရလို့လဲသိရင်လဲသေလိုက်နော်စောက်ကြီးမဆိုင်ဘူးနော်ကြည်မရလို့မင်းလဲသိရင်လဲသေလိုက်နော်စောက်သိရမလားမိန်းမကြီးလိုမျိုးစောက်တင်းလိုက်ချနေတယ်မင်းလိုကောင်မျိုးနဲ့ဖတ်စကားပြောရတာလဲစောင်းအောက်တန်းကြတယ်ဘောပဲအဲ့တော့ဒီနေ့ကဒီလောက်ပဲအားလုံးပဲကျေးဇူးတင်တယ်နော်ပြောချင်တာအဲ့ကောင်ကဟုတ်တယ်ဘာလဲဆိုတော့လုံးဝတကယ် fucking snitch နော်စောင်း snitch တဲ့ကောင်စောက်ခြင်းလုံးဝမကောင်းဘူးမိန်းမလိုကောင်မျိုးနော်အဲ့ဒါပဲနော်သူအောက်ကလိုက်ပြီးတော့ဘောဆွဲပြီးတော့မှဆရာကြီးဘာဖြစ်တယ်ညာဖြစ်တယ်ပြောထင်နေတဲ့ကောင်တွေအကုန်လုံးလည်းဘောပဲနော်မင်းတို့လည်းစောက်ခင်းမဆိုင်ဘူးလီးပဲအကုန်လုံးနော်ဒါရိုင်းနေထင်လဲရိုင်းနေပဲမင်းတို့စောက်ခြင်းတွေကအဲ့လိုပြောမှတန်တဲ့ကောင်တွေမလို့အဲ့လိုပြောတယ်ကွာဘောပဲကွာအကုန်လုံးနော်မင်းတို့အဲ့ပြင်းဒီအောက်ကဆရာဆိုတဲ့ကောင်တွေအကုန်လုံးဘောပဲရှင်းလားဒါပဲအားလုံးကျေးဇူးတင်တယ်ခုကြည့်နေသူတွေကျွန်တော်စကားရိုင်းပြသွားပါခဲ့ရင်
ခွင့်လို့ပါခင်ဗျာနော်ကျွန်တော်ပြောချင်တဲ့ကောင်တွေကအဲ့ကောင်တွေကိုကျွန်တော်ပြောချင်တာပါအားလုံးကျေးဇူးတင်ပါတယ်ကဲဘာပြောနေကြလဲပြောအာမင်းလည်းဘောရဲတယ်မင်းလည်းဘောရဲဆိုမင်းလည်းဘောရဲပေါ့ကွာရောတာကြီးอ่ะပိုးစတဲ့တက်တယ်လားအလားပိုးတဲ့တက်တယ်လားပါလဲကွာဘာမှလဲပိုးတယ်မတွေ့ဘူးလို့ဟာတော့ရှိတယ်မတွေ့ဘူးလို့ပေးလောင်လိုက်ပါဦးသူကလောင်နေတယ်မျက်နှာတွေကဟန်ဆောင်နေကြထားလိုက်ပါမျက်နှာတွေကဟန်ဆောင်နေကြလား तू အဲ့စကား तू ပြန်ပြောမျက်နှာတွေကဟန်ဆောင်နေကြလားကြည့်မရဘူးကျွန်တော်မြင့်မြတ်ကိုဘလို့ဒေါသဖြစ်ခဲ့တာကျွန်တော်ဘူဆန်းကိုဘလို့ဒေါသဖြစ်ခဲ့တာပြီးတော့လေ तू ပဲအဲ့လူရင်းနဲ့ရိုက်လက်ခွန်း तू ကမှစောက်ဟန်ဆောင်တာရှူတယ်မှာကြည့်လိုက်ရင်စောက်ခွက်ကအဲ့လိုမဟုတ်ဘူးနော်စောက်ခွက်ကအဲ့မမြင့်ညုံပဲမြင့်အဲ့လိုပြောနေစောက်ခွက်မဟုတ်စောက်ကြီးမပါတော့Yeah. ခင်ဗျာဒီနေ့တော့မစော့သေးဘူးဗျာဒီနေ့တော့ကျွန်တော်တို့အေးဆေးလေးနားလိုက်အောင်မယ်နော်ကျွန်တော်ဒီတလောမှာဒီအရှိရက်တွေမှာကျွန်တော်အခွေတော့ပုတ်ကိစ္စနေတော်တော်လေးကိုဟိုပါဗောနော်ရှုပ်ချက်တွေခတ်နေအဲ့ဒါကြီးဖြစ်နေတော့တော်တော်လေးပင်ပန်းနေဗျာဒီမှာအဲ့လိုဖြစ်နေတော့နားလိုက်အောင်โอเคအားလုံးပဲအဲ့ကောင်ဟာတွေပြောစရာထပ်မလို့တော့ဒီတက်ထပ်ပြောလဲဘာမှထူးမနေတော့ဒီကောင်တွေဒီလောက်နဲ့တော်ပြီပေါ့ဘာလို့ပါထပ်ပြောကြီးအားကပုတ်ချိပါဦးဆဲပြဘာလို့လဲချိပါသူကနေတာမင်းတို့ဘာလို့ဆဲခိုင်းနေတာလဲသနာပါတယ်လောက်ပါတယ်မလောက်ပါနဲ့ကဲအားလုံးပဲကျေးဇူးတင်နော်လောက်ပဲဒီနေ့ကတော့ကျွန်တော်ခွေထွက်နေပြီ Spotify မှာလည်းရပြီ Apple Music မှာလည်းရပြီအားလုံးဒါကြိုပြီးထပ်ပြီးပြောချင်တာနော်အဲ့ဒါကိုတွားပြီးနားထောင်လို့ရတယ်ကဲဒီလောက်တော့ကျွန်တော်ဒီနေ့တော့ဒီလောက်ပဲအားလုံးပဲတချင်းလေးပြန်နားထောင်လိုက်ပါဦး